ကျွန်တော်နာမည်ကစောဝင်းလွင်ပါကျွန်တော်နေတာတော့ဒီဘောရှမ်းပြည်မြောက်ပိုင်းမှာနေပါတယ်ရန်ကုန်ရောက်တာတော့အနည်း20ရှိပြီပေါ့နော်ကျွန်တော် MBC မှာကျွန်တော်gospel sound တွေပါဝင်နေအဲ့ဒီကနေsearch နဲ့တွေ့ပြီးတော့မှ search က voice မှာပါဝင်သူ voice မှာတော့အနည်း20ရှိပြီပေါ့နော်ဒီမှာတော့တချင်းကဏ္ဍအနေပဲပါဝင်လို့ကျင်းဦးစီးဌာနမှာ9နှစ်ပေါ့နော်အဲ့ဒီမှာလုပ်တယ်9နှစ်လုပ်ပြီးအမေကဆုံးသွားပြီအမေဆုံးတော့ကျွန်တော်ဒီဝေါ့ပြန်တယ်ဒီဝေါ့ပြန်တဲ့ကဆက်သွေးဌာနကတငယ်ချင်းတစ်ယောက်ကလာပြီးတော့ join လို့အဲ့ဆက်သွေးဌာနမှာ9နှစ်နောက်ထပ်အလုပ်လုပ်ရတယ်အဲ့9နှစ်လုပ်နေသူတို့က posting ကြားတဲ့ခါကျတော့ကျွန်တော် promotion ပေးနဲ့တောင်ကြီးသွားမလားကျူကုတ်ပန်ဆိုင်သွားမလားဆိုကျွန်တော်ကျူကုတ်ပန်ဆိုင်ပဲသွားတယ်။ဘာကြောင့်ဆိုတော့အဲ့မှာ night club တွေပို့တယ်။အလုပ်ကောင်းတယ်။ပြီးတော့ကျွန်တော်စိတ်ဝင်စားတာတခုရှိတယ်။အဲ့ဒါ number 4အဲ့ဒီမှာ free နေပါရတယ်။လူတွေရတယ်ကစားတယ်လို့ပြောတယ်။အလကားသူကတောက်သုံးရတာ။ဒီပလင်းမှာ120ပဲရှိတယ်။ကျွန်တော်လည်းအဲ့ဒါကိုတကယ်စမ်းကြည့်တယ်တကယ်ကောင်းပါတယ်။ဒါပေမဲ့ရေရှိကတော့တွားတာပေါ့နော်။ဒါစာတန်တဘော။အဲ့ဒီကနေမှ9လောက်နေတော့ကျွန်တော်မခံနိုင်တော့ဖေးအားကိုပြောတော့ကျွန်တော်အဲ့ဒီကနေအလုပ်တခါထွက်တော့မထွက်ဘူးခွင့်တင်ပြီးတော့ပြန်လာရင်လည်းကျွန်တော်ဘယ်ရောက်သွားလဲဆိုတော့ဖြစ်ကျွန်တော်ဖြတ်နေဆေးဖြတ်နေတဲ့အချိန်မှာဆေးနားနေတဲ့အချိန်မှာပဲမင်းမျိုးလူငယ်ခေါင်းဆောင်တင်နာလာခေါ်ကျွန်တော်အဲ့ခေါင်းဆောင်တင်နာကိုကျွန်တော်တွားတာမလို့တွားဖို့အတွက်ဖေးအားပြင်ဆင်ပေးတာပေါ့အတင်းတော့ဥက္ကဋ္ဌကနေပြင်ဆင်ပေးတယ်အဲ့နေရာတွားလိုက်ပါကျွန်တော်တွားလိုက်တယ်အဲ့ဒီမှာစာတကူလေးတို့ဆရာမန်းဆန်းမောင်တို့သူတို့တွေကကျွန်တော်ချင်းတင်တာဆိုတော့သဘောကျဒါပေမဲ့ကျွန်တော်ရက်သမားဖြစ်နေတာဖိုးသမားဖြစ်နေတာလို့မချိုက်ဘူးကျွန်တော်ကိုမြင်သွားတယ် side TV ရုံကိုဒီလူကဘေးရလဲဘာလုပ်တာလဲကျွန်တော်အသက်တာဖះနဲ့ချင်းသွားနိုင်တယ်ဆိုတော့ तू ကမြင်တယ်ဗျသူလည်းမွေးစေဝါသမားတယောက်ကနေပြောင်းလဲတဲ့ဆရာကြီးတယောက်ဆိုတော့ကျွန်တော်ကိုကြည့်ပြီးတော့မှသူ့ကိုခေါ်တာပြီပေါ့နော်သူ့ကိုကြည့်ထားပြီးပါကျွန်တော်အဲ့ဒီကနေဒီ YC ကိုရောက်တာဖိုးဘန်တို့ဘာလို့တော့အမေရိကသွားလိုက်တယ်ကျွန်တော်ကနေခဲ့လိုက်တယ်ဒီ YC မှာပဲဆက်နေအခုဆိုရင်အနည်း20ကျော်ပြီအသက်တာလည်းပြောင်းလဲတင်တော့ပြောင်းလဲသွားတာပေါ့နော်အဓိကတော့အဲ့ဒီယေရှုခရစ်တော်ဆိုနှလုံးသားထဲမှာသူရောက်လာတာပေါ့ကိုကလက်မခံခြင်းလဲသူဆရာကြီးဖြစ်သွားတာပေါ့သူအမြဲတမ်းအိုးဆောင်တော့သူ့သဘောကိုဝန်မခံခြင်းလဲဝန်ခံရတော့မှာဘာလို့ဆိုတော့သူ့သဘောထာဝရအသက်ကိုပြင်ခွင့်လို့ခြင်းဒါပါပဲကျွန်တော်သက်တာအဲ့လောက်ပါအဲ့ဒါတော့ခုနပြောသလိုဘုရားသားသမီးဖြစ်ဖို့ဆိုတာဆရာရဲ့ကိုလုံယူလို့မရအောင်ဘုရားသခင်ကိုယ်တိုင်ကအခွင့်ပေးတဲ့ခါကျမှဘုရားသားသမီးဖြစ်ရမှာဒါပေမဲ့ကျွန်တော်ပြောနိုင်တဲ့စကားတစ်ခုရှိတယ်နံပါတ်4မကောင်းလားကောင်းတယ်ဒါပေမဲ့သူ့ထက်ကောင်းတာရှိတယ်အဲ့ဒါဘာလဲဆိုတော့ဖတ်စာအုပ်ကြီးပေါ့နော်ကျွန်တော်တို့ကခရိယန်တဲ့နှုတ်ကပတ်တော်ခေါ်တာစံစာအုပ်ကိုဖတ်တဲ့ကဘုရားကိုသိလာတယ်ဘုရားသဘောတွေသိလာတယ်ကိုယ့်ကိုသိလာတယ်ရှင်သားမဲ့ပုံစံကိုမြင်လာတယ်နောက်ဆုံးကြတော့အဲ့ကားတဲ့ပုံမှာကျွန်တော်တို့သခင်ပေါ့နော်ခရစ်တော်ပြောတဲ့စကားအမှုပြီးပြောတဲ့နောက်မှာသူတို့အဖြစ်ကိုခွင့်လွတ်ပါဆိုတဲ့အရာနဲ့အဲ့ဒီခရစ်တော်ဟာပြန်ကြွလာအောင်ဆိုတဲ့အသက်တာတာရှင်သောဘုရားနှလုံးသားထဲမှာအဆိုးနေတဲ့အသက်တာအဲ့ဒီအသက်တာကတော့ထာဝရအသက်ပေါ့ဒီကောင်နဲ့နံပါတ်4နဲ့ဟာစကားနဲ့တော့မရှင်လို့မရဘူးနှစ်ခုစလုံးကတော့ကောင်းပါတယ်ဒါပေမဲ့ဟိုကောင်ကတော့တစီချင်းခြေခွဲဝမ်းနေခြင်းအဲ့ဒီဘက်ကိုရောက်သွားတယ်အမှောင်ထဲကိုရောက်သွားတာပေါ့နော်ကောင်းတာတော့အရင်ကောင်းတယ်သူကကောင်းမကောင်းသိကြတဲ့သဘောသူ့မှာတကူရှိတယ်ပါဝါရှိတယ်အာနာရှိတယ်ခံစားလို့လည်းအရင်ကောင်းတယ်ဒါပေမဲ့အသက်ရဲ့သဘောနဲ့ရှင်လိုက်တဲ့အခါထာဝရအသက်ရဲ့သဘောနဲ့ရှင်လိုက်တဲ့အခါနှုတ်ကပတ်တော်နဲ့ရှင်လိုက်တဲ့အခါကျွန်တော်ထင်တယ်နိုင်ရှင်လို့မရဘူးအဲ့တော့4ချခြင်းချပါအဲ့ဒီကောင်းတာတကူရှိသေးတယ်အဲ့ဒါဘာလဲဆိုနှုတ်ကပတ်တော် Jesus love you